တတိတော်ထားရမယ်နော်ဘာဖြစ်လို့လဲမွေးနေတဲ့ကောင်ကလေကျွန်တော်ကိုချောက်လွတ်လိုက်တယ်ဒါဆိုဘလို့လို့ရင်ကောင်းမလဲဆရာတော်အဲ့ဒီကျောင်းဆောင်ကြီးတစ်ခုလုံးကိုအဆုံးခံလိုက်ပါဟမ်对的，明天对着，哎，路牌，明天路下的嘛，哎，对了，哎，明天路下，哎呀，对了，明天路下，对了，明天对着，哎，路下的嘛，明天对着，အကူတန်းတဲ့ရိုင်းနောက်မှရှိသေးတယ်တော်တယ်နောက်မှရှိသေးတယ်မြင်လို့အမလေးမလိုက်တာလောက်စမ်းဟာထဲတယ်ပေါ်ပါလွှဲတယ်听了不吗？တော့ပဲအကူတို့ဒီထင်းတွေကိုဘယ်ကုန်းများတဲသွားမလို့လဲဗျဟိုလေးထန်းဆောင်เจ้าကိုမီးရှို့ဘလို့ဗျာကြီးဆရာတော်ပြောတာလေဒီကြောင့်ဘယ်သူမှမပြောရဘူးတဲ့လာတော့မယ်အေးကောင်းကင်ဘုံကိုဖြည့်စမဲ့သူလာပြန်ပြီမပြေးပါနဲ့ကျွန်တော်ကကုမုံမင်းကြီးကိုလာရှာတာဗျကျွန်တော်ကကုမုံမင်းကြီးကိုလာရှာတာပါဗျာနော်ဘုခေါင်းမတွေ့ရတာကြာပြီနော်ဟုတ်ပါဗျာတကုရှင်ဒီကိုလာတာဘာကိစ္စရှိလို့လဲလာပါဗျလာဒီလိုပါဗျာကျွန်တော်ဆရာကတေပြီးတဲ့ရေဆိုင်တွေရလို့သူ့ကိုမီးရှို့တတ်နေကြတာအကူကြီးစီကမိကြတဲ့အုပ်ဆောင်လေးများရမလားလို့ပါမိလောင်မိရှို့မှာငကားမင်းစီကရေသွားတောင်းတင်တာပေါ့ဘာဖြစ်လို့မိကြတဲ့အုပ်ဆောင်လာငှားတာလဲရေနဲ့နှင်းနိုင်မှတော့မီးတွေကအကုန်လုံးငိမ့်သွားမှာပေါ့ဗျာအခုမီးကာလေးနဲ့အုပ်ထားပြီးတော့ဆရာတယောက်တည်းကိုပဲမီးမလောင်စေချင်တာဗျကျန်တာတွေကိုတော့မတတ်နိုင်ဘူးပေါ့ဒီမြောက်ကကိုယ့်အတွက်ကိုယ်ပဲစဉ်းစားတယ်သူများအတွက်တော့မစဉ်းစားပေးဘူးလားကျေးဇူးပါဗျာမြောက်ကတော့လာတော့ပါပြီဗျာလာတော့ပြီရေနဲ့ဝင်ရပါ